မြေပုံထဲမှာတော့ရှိတယ်ရွာဒီရွာကိုမြေပုံထဲမှာရှာမယ်ဆိုရင်ဘယ်တော့မှတွေ့မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီရွာကိုတကယ်ပဲရောက်သွားခဲ့တဲ့သူတွေရှိပါတယ်မြန်မာနိုင်ငံရဲ့နောက်ဘက်တောင်လမ်းတွေထဲမှာလူတွေလုံးဝမသွားရတဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒီနေရာကိုဒေသခံတွေကမပြန်လာတဲ့ရွာလို့တော့ခေါ်ကြပါတယ်အဲ့ဒီရွာကိုသွားလမ်းလည်းမရှိဘူးဒီပုံမှာရှာရင်လည်းမရပါဘူးဒါပေမဲ့တောင်တန်းတွေကြားထဲမှာသွားလာရင်းနဲ့အမတ်မဲ့ရောက်သွားတတ်ကြပါတယ်အဲ့ဒီရွာတွေကိုဝင်သွားတဲ့သူတချို့ကတော့ပြန်လာနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ထူးဆန်းတာသူတို့ပြန်လာတဲ့အချိန်မှာသူတို့ရဲ့မှတ်ဉာဏ်တချို့အမှတ်တရတချို့ကြောက်ဆုံးနေတတ်တာပါပဲသူတို့ဘလောက်ပဲမိမိရွာထဲမှာဘာတွေဖြစ်ခဲ့ရဆိုတော့လုံးဝမမိတော့ပါဘူးဒါပဲရောက်လာပြီဆိုရင်အဲ့ဒီရွာရဲ့အိမ်ကြီးမှာမိအလင်းအောင်မရှိဘူးဒီလည်းမလင်းပါဘူးဒါပေမဲ့မောင်မဲနေတဲ့လမ်းတွေပေါ်မှာလူတွေလမ်းလျှောက်နေတယ်လို့ခြေစမ်းတွေကိုရှမ်းရှမ်းနဲ့ကြားနေရတယ်လို့ဆိုပါတယ်။ဒါတော့အဲ့ဒီရွာတွေဘယ်သူမှမသွားနိုင်ကြပါဘူး။ဒါပေမဲ့ဒီရောက်ကတော့အဲ့ဒီရွာတွေကိုမသွားခဲ့ပါဘူး။ The entertainment, mystery, horror, stories. ရွာတွေကိုဝင်သွားခဲ့တဲ့သူနာမည်ကတော့ကိုစောဒီဇလန်နဲ့မှာရွာတွေကိုဝင်သွားခဲ့တဲ့တယောက်တည်းသောသူပါလူတွေကအဲ့ဒီရွာကိုမရှိဘူးလို့ပြောကြပါတယ်ဒါပေမဲ့ကိုစောကတော့မယုံခဲ့ပါဘူးကိုစောကဘလော့ဂါတယောက်လူတွေမသိရနေရတယ်အသွားရဲတဲ့နေရာတွေကိုတော့သွားပြီးအတန်းတီဗီဒီယိုရိုက်တဲ့သူပါဒီနေ့အဲ့ဒီရွာအကြောင်းသူကြားလာခဲ့ပါတယ်ဝင်သွားခဲ့တဲ့သူတွေကပြန်မထွက်နိုင်ဘူးဆိုတဲ့အကြောင်းအရာကိုအများစုကဒဏ္ဍာရီလိုပဲသတ်မှတ်ထားကြပါတယ်ဒါပေမဲ့ကိုစောကတော့အဲ့ဒါကိုချမ်းတဲ့တစ်ခုလိုယူလိုက်ပါတယ်ရှူးဆိုတော့မယုံတကယ်ပဲသူတော့မဆုံးဖြတ်လိုက်ပါတယ်တောင်နန်းတီထဲကိုတဖြည်းဖြည်းနဲ့သူဝင်လာခဲ့တယ် GPS ကနေတွေကလည်းပျောက်သွားခဲ့တယ်လမ်းတွေကလည်းအရင်ကပြင်ခဲ့တယ်လို့မဟုတ်တော့ပါဘူးတချို့လမ်းတွေကမတိမတာပြောင်းလဲတယ်လို့သူခံစားရပါတယ်ဒါပေမဲ့သူရက်ခဲ့ပါဘူးကင်မရာကိုလည်းဆက်ပြီးတော့ရိုက်နေပါတယ်သူမြင်နေမှာအားလုံးဟာပုံမှန်တိုင်းပါပဲဒါပေမဲ့ကင်မရာ record မှာတချို့အရာတွေကမတူတော့ပါဘူးညဘက်ရောက်လာတဲ့အချိန်တိတ်ဆိတ်ကမတိမတာဒေးလန်လာပါတယ်အဲ့ဒီအချိန်မှာသူတယောက်တည်းမဟုတ်တော့ဘူးဆိုတာသူခံစားလာခဲ့ရတယ်နောက်ကနေတရားတော့လိုက်နေတယ်လို့မျိုးပေါ့သူလက်ကြည့်ခဲ့ပါဘူးဒါပေမဲ့ကင်မရာကိုနောက်ကိုမျက်နှာမူလိုက်ပါတယ်နောက်ဆုံးမှသူကင်မရာကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာသူမြင်လိုက်တဲ့အရာက We have stories to tell you. Follow for more secrets.